လွယ်ကူပြန်ဆောင်နိုင်မှုရာလူတွေကဘာကတကယ်ချာနာခတ်လက်ခနာတော့တတိယမိမှာပါတငယ်ချင်းတွေမိမာလေငါကတန်တာရုံအဲ့ဒီထက်ပေါ်ငိုနေလို့လည်းမထူနိုင်တဲ့ခါစာတင်နေကြတယ်ကြောင့်ကိုပြန်မြင်အောင်ကြည့်တော့ဒီနေ့အလွန်နဲ့ဝမ်းနဲ့မိပြန်လေအဲ့ဒီချိန်တိတ်တုံးကရောက်မချေဖြူတဲ့ဒုစိတ်တွေခုတော့လေရာရာအားလုံးပြောင်းလဲဒီနေ့ပြန်တွေ့တော့တွေ့မှာလောကကြီးရဲ့တောင်တနေရာတော်ဝင်ကိုစစ်ချီပြောင်းနိုင်ဖို့ခံရွက်ကြတဲ့ချိန်တိုင်းမှာကိုကျိုးလည်းရှိစေကွာသူများတွေတွက်လည်းငယ်များပါယုံကြည်ပါ